သူဟာဒီနေ့မှအခန်းတစ်ကိုပြောင်းလာတဲ့သူတစ်ယောက်ပါအခန်းနိုင်ရန်ကတပုံးပုံးတန်တွေကိုကြားလိုက်ရတယ်သူလဲစိတ်ရှုပ်စွာနဲ့အိယာဘော်ကကိစ္စထင်ပြီးပြန်ထုတ်လိုက်တယ်ဒါပေမဲ့အတန်ကရက်မသွားဘူးသူ့အတွက်ဒီအခန်းကဈေးချိုပြီးအဆင်ပြေတာကြောင့်တီးခံနေဖို့ဆုံးဖြတ်လိုက်တယ်အတန်တွေကစက်တိုက်ဖြစ်နေတာကြောင့်နားကိုပိတ်ပြီးအိတ်တာတောင်အိတ်မရဘူးသူအလုတ်ကအပြန်တက်လေကားစီးနေတော့ကောင်မလေးတစ်ယောက်နဲ့ဆုံတယ်ကောင်မလေးကသူ့အခန်းဘေးမှာနေတာလို့မိတ်ဆက်တယ်သူမနေ့ညကကိစ္စကိုမေးဖို့လုပ်ပေမဲ့အားနာတာနဲ့မမေးတော့ဘူးသူမနှုတ်ဆက်ပြီးအပြန်မှာလဲစီးပွားလေးကြံခဲ့တယ်သူ့အတွက်ပုံမိုရင်းနှီးဖို့အခွင့်ကောင်းမဲ့ဆိုပြီးတင်ထားလိုက်တယ်ဒီနေ့လဲအတန်တွေထက်ကြားရတယ်ခုနကကောင်မလေးထင်ပြီးစကားပြောလိုက်တယ်တစ်ဖက်ကနားလေလို့ပြန်အတန်ပေးတယ်ထင်ပြီးသူပြောသွားတယ်သူ့စိတ်ထဲမှာကောင်မလေးကစကားပြောရမှရှက်နေလို့အခုလိုလုပ်တာလို့ထင်နေတယ်ကောင်လေးလဲအခွင့်အရေးကိုအတုံးချပြီးညစာစားဖို့ပြောလိုက်တယ်နေရန်စီကလက်ခံကြောင်းအတန်ထွက်လာတော့သူပြောသွားတယ်နောက်နေ့မနက်ဓာတ်လေကားထဲမှာကောင်မလေးနဲ့ထပ်တွေ့တယ်သူအချက်ပြထုတန်ကိုပြလိုက်တယ်ကောင်မလေးကဘာမှမသိဘူးသူမနေနိုင်တော့ပဲအချက်ပြတဲ့ပုံစံကိုမေးလိုက်တယ်ကောင်မလေးကမသိပေမဲ့အလိုက်ထိုက်ခေါင်းရင်းပြလိုက်တယ်ညစာစားဖို့သူစောင့်နေပေမဲ့သူမရောက်မလာဘူးသူနေရန်ကိုဘာလို့ရောက်မလာတာလဲဆိုပြီးမေးလိုက်တယ်နေရန်စီကအချက်ပြတန်ထွက်လာတယ်ကောင်မလေးနေမကောင်းလို့ဆိုပြီးသူထင်ချင်းတယ်လို့ထင်လိုက်တယ်ကောင်မလေးနားထောင်ဖို့တာယာတဲ့တခြင်းလေးတွေဖွင့်ပြတယ်အဲ့အချိန်လက်စည်းကိုတတိယသွားတယ်သူသွားပေးတယ်ဒါပေမဲ့လူထွက်မလာပဲတကားပဲဖွင့်ပေးတယ်သူလည်းအထဲကိုဝင်လိုက်တယ်လူမရှိဘူးအခုမဆောင်ရသေးတဲ့ရက်လုံပြေစာတွေပဲတွေ့ရတယ်သူတခုခုမှားနေတယ်လို့ထင်မိတယ်သူကြားရတဲ့အခန်းနံရံကိုထုကြည့်လိုက်တယ်အဲ့အချိန်မှာနံရံကအပေါက်လေးကိုတွေ့ရတယ်သူကြောက်လန့်တကြားနဲ့နံရံကိုခွာကြည့်လိုက်တယ်ရုတ်တရက်မီးမိတ်သွားတယ်သူကြောက်နေတယ်အရဲစွန်ပြီးကြည့်လိုက်တဲ့အခါမှာတော့လူသေးလောင်းတွေဖြစ်နေတယ်အသက်ရှိမရှိကိုကင်ကြီးမလို့လှုပ်တဲ့အချိန်လက်ကလှုပ်လာတော့သူလန့်သွားတယ်အခန်းကပြိုကျလာတယ်သူထွက်ပြေးဖို့လုပ်ပေမဲ့မရဘူးအဲ့အချိန်သူ့လေပင်ကိုညှစ်ခံရတယ်လို့ခံစားလိုက်ရတယ်ထို့နောက်ပတင်းပေါက်အပြင်ဘက်ကအရာတစ်ခုကသူ့ကိုဆွဲခေါ်သွားတယ်